ရက်ခိုင်ပြည်တွင်မှရှိတဲ့ခမီတိုင်းရင်းသားတို့ရဲ့နေ့ထူးနေ့မြတ်ဖြစ်တဲ့16ကြိမ်မြောက်ခမီအမျိုးသားနေ့အခမ်းအနားကိုပြီးခဲ့တဲ့ဧပြီလ28ရက်နေ့ကစီကားတိုင်ရိုက်စွာကျင်းပခဲ့ပါတယ်။ရောင်စုံချေရိုးရာဝတ်စုံတွေနဲ့ခမ်းနားနေတဲ့ဒီမြင်ကွင်းကတော့ရက်ခိုင်ပြည်တွင်တနေရာမှာကျင်းပခဲ့တဲ့16ကြိမ်မြောက်ခမီအမျိုးသားနေ့အခမ်းအနားပဲဖြစ်ပါတယ်။ဒီပွဲကိုခမီလူမျိုးတို့ရဲ့ရိုးရာဓလေ့ကိုမြင့်တင်ဖို့နဲ့အမျိုးသားရေးစိတ်ဓာတ်ရှင်သန်ဖို့ရည်ရွယ်ကျင်းပခဲ့တာပါ။အခမ်းအနားမှာ ULAAE ကိုစားမောင်ဦးမျိုးနဲ့ပါတီခရိုင်စီယုံရေးမှုခမီအမျိုးသားနေ့ကျင်းပရေးကော်မတီနိုင်ရကနဲ့အာရကပီစာရေးဆရာအသင်းကဆရာနောင်အီတို့ကဂုဏ်ပြုစကားများပြောကြားခဲ့ပါတယ်။သူတို့ရဲ့ဟောပြောချက်တွေမှာခမီလူမျိုးတို့ရဲ့သမိုင်းကြောင်းကိုထိန်းသိမ်းဖို့နဲ့ဒေသတွင်းစီးလုံးညီညွတ်မှုတည်ဆောက်ဖို့အဓိကတိုက်တွန်းခဲ့ကြပါတယ်။ပွဲအတွင်းမှာခမီရိုးရာအကအလှတွေနဲ့အိတ်ခံဖျော်ဖြေခဲ့တယ်လို့ခမီတို့ရဲ့ရှီဟောင်းလက်မှုပစ္စည်းပြခန်းတွေကလည်းလာရောက်လိလာသူတွေနဲ့စီကားခဲ့ပါတယ်။ဒါအပြင်ရိုးရာအစားတွေနဲ့တီခင်းအိတ်ခံမှုဟာလူမျိုးစုအချင်းချင်းချစ်ခင်ရင်းနှီးမှုကိုပုံမခိုင်မာစေခဲ့ပါတယ်။ရက်ခိုင်ပြည်ចောင်းသားသမဂ္ဂကပြီးပို့တဲ့ဂုံဖြူတဝန်ဝါကိုလည်းဒီအခမ်းအနားမှာဖတ်ကြားခဲ့ပါတယ်။ဒီနှစ်ခမီအမျိုးသားနေ့ဟာခမီလူမျိုးတွေအတွက်တာမကရက်ခိုင်ပြည်တွင်မိတင်းနေထိုင်ကြတဲ့တိုင်းရင်းသားအားလုံးရဲ့စီလုံးမှုကိုပြသနိုင်ခဲ့တဲ့ထူးခြားတဲ့သမိုင်းမှတ်တိုင်တစ်ခုဖြစ်ခဲ့ပါတယ်